မိုက်စွန်ခဒီနေ့တော့ကျမတို့သင်ခန်းစာအသစ်လေးသွားကြည့်ကြမယ်ခဒီနေ့ကမေကပ်ငေါက်ဦးကိုသွားပါမယ်ခဒီလိုနှချောင်းငင်ပုံစံလေးကိုတစ်ဆောင်လို့ခေါ်ပါတယ်ခတစ်ဆောင်အာတစ်ဆောင်ဦးအာတစ်ဆောင်ဦးအာတစ်ဆောင်ဦးအာတစ်ဆောင်ရက်ဦးအာတစ်ဆောင်ရက်จำဦးအာတစ်ဆောင်จำနာဦးအာတစ်ဆောင်จำတိုင်ဦးအာတစ်ဆောင်ရက်ခွန်ဦး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 ဒီတစ်ခေါက်မှာတော့စလုံးတစ်လုံးကိုကျမကနှစ်ခါစီဖတ်ပေးသွားပါမယ်ခပါတစ်ဆောင်ဘူးပါတစ်ဆောင်ဘူးပါတစ်ဆောင်ရက်ဘူးပါတစ်ဆောင်ရက်ဘူးပါတစ်ဆောင်ရက်จำปูပါတစ်ဆောင်ရက်จำปูပါတစ်ဆောင်จำนาปูပါတစ်ဆောင်จำนาปูပါတစ်ဆောင်จำไตปูပါတစ်ဆောင်จำไตปูပါတစ်ဆောင်ရက်ခွန်ปูပါတစ်ဆောင်ရက်ခွန်ปู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 ဒီမှာဆိုရင်ပါတစ်ဆောင်ปูဆိုတာကကနန်းကိုခေါ်တာဖြစ်ပါတယ်ခပါတစ်ဆောင်ရက်ปูဆိုတာကကျတော့အဖိုးကိုခေါ်တာဖြစ်ပါတယ်ခနောက်တစ်ခုသွားကြည့်ရအောင်မတစ်ဆောင်မူမတစ်ဆောင်မူမတစ်ဆောင်ရက်မူမတစ်ဆောင်ရက်မူမတစ်ဆောင်ရက်จำมูမတစ်ဆောင်ရက်จำมูမတစ်ဆောင်จำนามูမတစ်ဆောင်จำนามูမတစ်ဆောင်จำไตมูမတစ်ဆောင်จำไตมูမတစ်ဆောင်ရက်ခွန်มูမတစ်ဆောင်ရက်ခွန်มูမူ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 ဒီမှာဆိုရင်မူဆိုတာကဝက်ကိုခေါ်တာဖြစ်ပါတယ်ခမတစ်ဆောင်မူဆိုတာကဝက်ပါခနောက်ထပ်တစ်ခုသွားကြည့်အောင်ထားတစ်ဆောင်ထူထားတစ်ဆောင်ထူစာတစ်ဆောင်ရက်စုစာတစ်ဆောင်ရက်စုတာတစ်ဆောင်ရက်จำตูတာတစ်ဆောင်ရက်จำตูခါတစ်ဆောင်จำนาคูခါတစ်ဆောင်จำนาคูပါတစ်ဆောင်จำไตปูပါတစ်ဆောင်จำไตปูพาတစ်ဆောင်ရက်ခွန်พูพาတစ်ဆောင်ရက်ခွန်พูทูสูดูคูปูพูทูสูดูคูปูพูဒီမှာခူးဆိုတာကကျတော့ဆရာကိုပြောတာဖြစ်ပါတယ်ခစာသင်တဲ့ဆရာဆိုရင်ခူးဆွန်မောဆွန်အဲ့လိုပြောလို့ရပါတယ်ခနောက်ထပ်တစ်ခုကဖာတစ်ဆောင်ဖူဖာတစ်ဆောင်ဖူမတစ်ဆောင်ရက်မူမတစ်ဆောင်ရက်မူခါတစ်ဆောင်ရက်จำคูခါတစ်ဆောင်ရက်จำคูยาတစ်ဆောင်จำนายูยาတစ်ဆောင်จำนายูဟာတစ်ဆောင်จำไตหูဟာတစ်ဆောင်จำไตหูတာတစ်ဆောင်ရက်ခွန်တူတာတစ်ဆောင်ရက်ခွန်တူဖူမူခုယူဟုတူဖူမူခုယူဟုတူဒီမှာဆိုရင်ယူဆိုတာကတစ်ပြက်စီးကိုပြောတာဖြစ်ပါတယ်ခဟုဆိုတာကကြတော့တစ်ခုခုကိုတိတာကိုပြောတာဖြစ်ပါတယ်ခ